ကျမကလည်းပေါ့နော်ဒီတစ်ခါပြောတာဆိုလို့ရှိရင်မြန်မာပြည်ပြောမှာပြောတာ9ကြိမ်မြောက်ပေါ့နော်9ကြိမ်ရှိသွားပါပြီအဲ့တော့ကျမကလည်းပထမဘာပြောရင်ကောင်းလဲပေါ့နော်တော့ကြာကိုကလည်းဖက်ချီတက်လဲဒါကြီးပဲဖြစ်နေမှာဆိုလို့ဒီမေကွန်းဒီအများကြီးနဲ့ထုတ်ကြည့်ကိုရှင်ဝင်းစီကရောက်တယ်နော်အဲ့တော့ကျမဒီမေကွန်းတွေကိုအကြမ်းပြန်ဖတ်ကြည့်လိုက်တာပေါ့လူတွေကဘာကိုသိကျင်တာလဲဘာတွေဖြစ်နေကြတာအဲ့တော့ဖတ်ကြည့်လိုက်တော့လူတိုင်းဟာပေါ့နော်ဟိုအကျဉ်းချင်းပြောရင်ဖြစ်နေတာများသောအားဖြင့်နော်အစစ်တွေအသားတွေနာနေကြတယ်နောက်ပြီးတော့ကြီးပေါင်းတက်တယ်ဆိုတာလည်းသိပြီးတော့သုံးညပါတယ်နော်နောက်ပြီးတော့ဒီဘိုက်မကောင်းတဲ့လူတွေဘိုက်နာတယ်အစာစားပြီးရင်လေပွားတယ်အစာမကြေဘူးဘိုက်ကြီးကကဲနေတယ်နောက်ပြီးတော့နောက်တစ်ခုဘာတွေ့ရလဲဆိုတော့လူတွေတော်တော်များများဟာအသားမှာဟိုအင်္ဂလိပ်လိုပြောရရင် rash ပေါ့နော်ဒီဗမာလိုပြောရရင်အဖုတွေရားတယ်ရားနာတွေပေါက်တယ်ဝဲနေမှုတွေထားတယ်ကျမကြည့်လိုက်တဲ့အခါကျတော့လူတွေကသူတို့သိကျင်တာဒါပေါ့နော်အဲ့တော့ဒီအာဝတ်ကောင်းတာအဲ့ဒါကျမဖြစ်ကြောင်းရတဲ့ကုန်းစင်ကိုနော်တိတိကျကျရှင်းပြမယ်ဒီပထမတစ်ခါပြောလို့ရှိရင်နားလေသလိုရှိပေမဲ့ညာသောအဖြစ်လူတွေကတိတိကျကျမသိကြဘူးတိတိကျကျနားထောင်ရင်ကိုကျမကြီးကိုဘယ်လိုလုပ်ရမလဲဆိုတော့တိတိကျကျသိတော့နော်အဲ့တော့ကျမပြောချင်တာကနော်ဒီကျမတို့တိုင်းပြည်မှာအင်္ဂလိပ်လိုခေါ်ရင် autoimmune disease ပေါ့နော် autoimmune disease ဆိုတဲ့အဓိပ္ပာယ်ကပါလေဒါအင်္ဂလိပ်လိုခေါ်တာဗမာလိုရှင်းရှင်းပြောရရင်ကိုယ်ခန္ဓာကိုယ်ကြီးကကိုယ်ခန္ဓာကိုယ်ကြီးကိုပြန်ပြီးတော့ဖျက်ဆီးတာနော် auto immune ဆိုတာခန္ဓာကိုယ်ရဲ့ခုခံပါခန္ဓာကိုယ်ရဲ့ခုခံအားနော်လူတွေမှာရှုပ်ရှက်ခတ်ကုန်တယ်အကြောင်းတစ်ခုခုကြောင့်ရှုပ်ရှက်ခတ်ကုန်ပြီးတော့ तू ကခန္ဓာကိုယ်ကိုပဲရန်သူအနေနဲ့ထင်ပြီးတော့ရှောက်ဖျက်ဆီးတာပေါ့နော်အဲ့တော့ဒီ autoimmune disease ကဗမာပြည်မှာတွေမဟုတ်ဘူးကမ္ဘာအဝန်းမှာလူတွေမှာအများကြီးပဲဖြစ်လာကြတယ်အဲ့တော့စဉ်းစားကြရည်ပေါ့အရင်တော့ဟိုအဖြစ်နေတဲ့ယောဂတွေကဘာကြောင့်မှအခုတအားဖြစ်လာကြတယ်အငိမ့်ကားယူလိုက်တဲ့အတွက်ကြောင့်မလို့ဒီစာဖတ်တဲ့အချိန်ကလည်းပုံရတယ်နောက်ပြီးတော့ရိုးရိုးကျမတို့ကုစဉ်ဟိုစေပညာချက်တခြားဘာတွေရှိသေးလဲဆိုတာလည်းတော့ဖတ်နေတယ်အဲ့တော့အရင်တော့အဲ့လိုသူ့ဘက်သူဖတ်မိနေမယ်လို့ဒီမှာလာပြီးတော့အဘိဓမ္မာတို့ဒီကာကျော်တို့သင်လိုက်တဲ့အခါကျတော့ကျမဘာတွေ့သွားလဲဆိုတော့တို့မြတ်စွာဘုရားကနှစ်ပေါင်းများစွာတည်းကဒါတွေတို့ပြောခဲ့တာဆိုတော့သိသွားတယ်နော်သိသွားပြီးတော့ဒီစေပညာရဲ့နှစ်ခုကိုဆက်တတ်တဲ့ဟိုအတွေးလေးတစ်ခုရလာတယ်ပေါ့နော်လူတွေအားလုံးကိုသိစေချင်တာနော်ကျမဒီမှာလာပြီးတော့ပြောတဲ့ရည်ရွယ်ချက်ကနော်ကိုယ့်ရဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေအားလုံးကျမ်းမာကြပါစေကျမသိတဲ့ဒီစေပညာကိုပြန်ပြီးတော့ဝေငှတာပေါ့နော်ကျမမှာစီးပွားရေးအကျိုးဘာမှမရှိဘူးဆိုတာအဲ့ဒါအားလုံးကိုသိစေချင်ပါတယ်ဘာလို့ဆိုတော့တခါလေကြာရင်လည်းဘယ်လိုဖြစ်လဲဆိုတော့ဒီ DVD တွေကအရန်ခွေထွက်တဲ့အခါကျတော့လူတွေကလည်းနိုင်ငံခြားမှာအစားဆေးတွေကအရန်ရောင်းလို့ကောင်းတယ်ရောင်းလို့ကောင်းတော့အဲ့ဒါလူတွေကလည်းပြောကြတော့ဟောအာဆီယံမကြီးတော့တသိဖြစ်ပြီဘာမှကျမတို့ဗျာမှမရပါဘူးเนาะအဲ့ဒါတိတိကျကျနားလည်စီတင်ပါတယ်ဒီယောဂအကြောင်းကိုပြောမယ်နော်အဲ့တော့အာဟောကြာကြီးပေါ့နော်ဘာကြောင့်လူတွေကဒီလောက်တောင်ကြီးပေါင်းနေတက်ကြတာလဲဘာကြောင့်ဒီလောက်တောင်အယိုးတွေအစ်စ်တွေကြိုက်ကြတာလဲနော်ဘာကြောင့်ဒီဘိုက်တွေမကောင်းကြအဲ့တော့အာဟောဖို့ကောင်းတယ်နော်ကျမအဲ့ဒါတိတိကျကျစာဖတ်လိုက်တဲ့ခါကျတော့အကြောင်းရင်းကဘာလဲဆိုတော့အဲ့ဒါဒီကျမတို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ဥပေါ့နော်အစာအိမ်ကနေစပြီးတော့ဥသိန်းနောက်ပြီးတော့ဥမကြီးကျမ်းမာကြီးမကောင်းလို့ပါပဲအဲ့တော့စဉ်းစားရရှိတာပေါ့နော်ဘာဆိုင်လို့လဲဒီဥတဲ့ဒီအယိုးအစ်စ်ကြိုက်တာနော်အဲ့ဒါတေးသေးချာချာရှင်းပြမယ်အဲ့ဒါရမ်းဝင်ကြီးကြီးတယ်အဲ့တော့ဒီပညာရှင်တွေကဘာတွေ့သွားလဲဆိုတော့ဒီဥကျမ်းမာကြီးမကောင်းလို့ရှိရင်နော်ဒီဘယ်လိုဖြစ်လဲဆိုတော့ဥထဲမှာကျမတို့ကအစားတောက်စားတဲ့ခါကျတော့အပြင်ကနော်ပိုးမွှားတွေရောမကောင်းတဲ့ပိုးမွှားတွေရော
နော်ဒီ bacteria ပိုးတွေရော virus ပိုးတွေရောဒီ parasites တွေရော like တန်ကောင်လို့ပါတော့အကုန်ဒါလိုက်ဟစ်ပဲဝင်လာအဲ့တော့ तू ကလည်း तू ကခန္ဓာကိုယ်ကြီးကို तू ကလည်းဟိုပါပေါ့နော်ခုခံရမှာပေါ့ဆိုတော့ तू ခုခံတွက်တွေကဘာရှိလဲဆိုတော့ဒီဦးရဲ့နိုင်ရန်ကတော်ရုံတိုင်းုံပေးမဝင် तू ကခုခံတာနောက်ဒုတိယဒီဦးနိုင်ရန်ကနော်အကြောင်းတစ်ခုခုကြောင့်ပေါ့နော်ရောင်လာပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်ပြတ်သွားလို့စပြီးဝင်နေဆိုရင်ဒုတိယခန္ဓာကပါလဲဆိုတော့ကျမတို့ဒီ immune system လို့ခေါ်တဲ့ခုခံအားကြီးရှိတယ်ဦးပဲမှာဒါကြောင့်မလို့မြတ်စွာဘုရားကလည်းကျမတို့ဇီဝိတ္တိန်တွေဆိုတာဒီခန္ဓာကိုယ်ကြီးအသက်ရှည်ဖို့စောင့်ရှောက်တဲ့နန္တရားလေးအဲ့ဒါလေးကမြတ်စွာဘုရားဟောထားတဲ့ဗိဓမာမှာဦးထဲမှာရှိတယ်အဲ့တော့မြတ်စွာဘုရားပြောတဲ့စကားဘယ်တော့မှမမှားဘူးနော်ဒီဦးမကျမ်းမာတဲ့လူဟာလေမကျမ်းမာဘူးဦးကျမ်းမာတဲ့လူကအရင်ကျမ်းမာတယ်အဲ့တော့အခြေခံကယောဂမျိုးစုံရဲ့အခြေခံကဦးကလာတယ်နော်အဲ့ဒါတေချာမှတ်တာဒီအဲ့တော့ဒီဦးမှာဦးကနေပြီးတော့ဒီမချေနိုင်တဲ့အစာတွေစားတဲ့အခါဖြစ်စေဒါမှမဟုတ်မကောင်းတဲ့ပိုးတွေတိတ်များတဲ့အခါဖြစ်စေဒါမှမဟုတ်လို့ရှိရင် chemical မျိုးစုံခုခေတ်မှာဆိုရင်နော်ဟိုပိုးသတ်ဆေး pesticides တို့ herbicides တို့နော်နောက်အခုဆိုလို့ရှိရင်လေဒီကျမတို့စားတဲ့စားတောက်မှာထည့်လာကြတာပေါ့ဥမာ even ငပိတို့ဘာလို့မှာတော့မှမလိုအပ်တဲ့ chemical တွေသုံးလာကြတဲ့ခါကျတော့ခန္ဓာကိုယ်ကြီးအတွက်ကဒီဟာတွေကဟိုပါပေါ့နော်သူတွေးကြည့်နေကြမဟုတ်ဘူးလေတွေးကြည့်နေကြမဟုတ်ဘူးအစာတွေလည်းမကြည်နိုင်တော့ဘူးကျမတို့စားတဲ့ဒီဂျုံနောင်မှအရင်ကလိုမဟုတ်တော့ဘူးသူကဒီဓာတုဗေဒနည်းနဲ့အမျိုးမျိုးနော်ဟိုလောဘဥဆောင်ပြီးတော့ကုမ္ပဏီကြီးတွေကအဲ့လိုလုပ်လိုက်တဲ့ခါကျတော့ကျမတို့စားနေကြဂျုံနောင်မှအရင်ကဂျုံနဲ့မတူတော့ဘူးဒါပေမဲ့လူတွေကတော့မသိဘူးလေဒီပေါင်မုတ်ကဒီပေါင်မုတ်ပဲဒီမုံကဒီမုတ်ဒီစားပဲအဲ့တော့အကြောင်းမျိုးစုံကြောင့်ကျမတို့ဟိုကလည်းအရင်ကလိုနေမကောင်းတော့နေမကောင်းတဲ့ခါကျတော့ယောဂတွေဖြစ်ပြီဥပမာဒီ antigen antibody complex ကအုံနောက်ကိုသွားပြီးတော့အုံနောက်မှာဖြစ်တယောက်နဲ့တယောက်ကလည်းလေဟိုဖြစ်ကြောင်းကတူပေမဲ့လို့ဖြစ်တဲ့ယောဂနာတွေကမတူကြဘူးမတူကြတဲ့အကြောင်းရင်းကဘာကြောင့်လဲဆိုတော့ကျမတို့ရဲ့ကံတွေကလည်းမတူကြဘူးမွေးကြတဲ့ကနော်ဒီကျမတို့ရဲ့ကမ္မဇယုတ်လို့ခေါ်တဲ့ဒီကာယပတာဒမှာအင်္ဂလိပ်လိုပြောလို့ရှိရင် genetic codes တွေကတယောက်နဲ့တယောက်ကလုံးဝမတူကြဘူးအဲ့ဒီတော့ဒီဖြစ်တဲ့အကြောင်းကတူပေမဲ့လို့ယောဂဖြစ်တဲ့ခါကျတော့တယောက်နဲ့တယောက်မတူကြဘူးဘာလို့ကံကြီးကလုံးဝမတူခဲ့ကြဘူးเนาะအဲ့ဒီတော့ကျမတို့တချို့လူတွေကြတော့လေအုံနောက်ယောဂဖြစ်တယ်ပေါ့เนาะဒီအကြောင်းကြောင့်အုံနောက်မှာဖြစ်လို့ရှိရင်ဘာဖြစ်လဲဆိုတော့ကျမတို့အင်္ဂလိပ်လိုခေါ်တော့ multiple sclerosis ဗမာလိုကဘာဖြစ်တာလဲဆိုတော့ဒီနတ်ကြောကိုဖုံးထားတဲ့ဒီအဖုံးလေးကမလုံတော့ပျက်စီးလာတယ်ပျက်စီးပြီးတော့တဖြည်းဖြည်းနဲ့ muscle တွေကမတန်တော့ဘူးလမ်းလည်းမလျှောက်နိုင်တော့ဒါမျိုးလူတွေလည်းအများကြီးဖြစ်နေတယ်အခုဟိုစိုးရိမ်မှုကောင်းတာလူငယ်တွေမှာဖြစ်နေတာအဲ့တော့ဒီယောဂကပဲဒီအခြေခံကပဲဘိုက်မှာသွားဥမှာဖြစ်ရင်ဥကဟိုအာဟာရဓာတ်တွေကိုစုပ်အားမရှိတော့အဲ့ဒီတော့အကုန်လုံးချို့ရင်းတာပေါ့နော်ဟို nutrients တွေလည်းမစုပ်နိုင်ဘူးနောက်သူနဲ့ဆိုင်တဲ့ vitamin C ကိုလည်းမစုပ်နိုင်ဘူးဆိုတော့ဦးနဲ့ပတ်သက်တဲ့ယောဂဖြစ်တယ်နော်လူကစားပေမဲ့လူပိန်လာတယ်ဗိုက်တာမင်ဓာတ်တွေလည်းချုပ်ရင်းယောဂမျိုးစုံဝင်လာတယ်ဝန်းနေလျှောမယ်ဝန်းချုပ်မယ်လေပွားမယ်နေလို့လည်းမကောင်းဘူးအကယ်၍သူကဒီစစ်တို့အကျော်တို့မှာဖြစ်ရင်ကြီးပေါင်းယောဂဖြစ်ပြီအစစ်တွေနာမယ်လမ်းမလျှောက်နိုင်ဘူးအစစ်တွေရောက်မယ်နော်အဲ့ဒီနောက်မတော်တဆဒီယောဂအခြေခံရပဲဟိုအရေးပြားမှာဖြစ်လို့ရှိရင်အရေးပြားဖြူလာတယ်လေသမင်းမျိုးလေးနော်ဟိုတကိုယ်လုံးဖြူလာတာပေါ့နော်အဲ့ဒါလည်းတွေ့ဘူးမှာနောက်ပြီးတော့အဲ့လိုပေါ့နော်ဒီသူသွားပြီးတော့ဖြစ်တဲ့နေရာပေါ်မှာတူပြီးတော့လူတွေကယောဂမျိုးစုံကွဲသွားကြတယ်အဲ့တော့အုံနောက်မှာဖြစ်တဲ့လူနာကဘယ်ကိုရောက်သွားလဲဆိုတော့အုံနောက်ဆရာဝန်စီရောက်သွားတယ်ပေါ့ဟုတ်တယ်မလားသူကတပြေးပြေးလမ်းမလျှောက်နိုင်တော့ဘူး muscle တွေက weak ဖြစ်လာတယ်ဆိုတော့အုံနောက်ဆရာဝန်စီရောက်သွားဆိုတော့အုံနောက်ဆရာဝန်ကလည်းသူဆိုင်တဲ့ဆေးတွေနဲ့ treat လုပ်မှာပေါ့ဟုတ်တယ်မလားဆေးမျိုးစုံနဲ့နော်3-4 5မျိုး treat လုပ်မှာပဲအဲ့ဒီတော့အရေးပြားမှာဖြစ်တဲ့လူကြတော့ဘယ်ကိုရောက်သွားလဲအရေးပြားဆရာဝန်စီရောက်သွားတယ်လေ